ပတ်ဝန်းတူတီရဲ့ကေပေးဖြစ်ငွေဖြစ်နီးလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဆော်ဝါထဲကိုဝင်ပြီးတော့ငွေသွင်းနေရလေးကိုနဲ့ပြပါရှင်။ငွေသွင်းနီးတဲ့နေရာမှာကေပေးလေးကိုရွေးချယ်ပြပါရှင်။ပေါ်လာတဲ့ကေပေးဖုန်းနံပါတ်လေးကို copy ယူပြီးတော့မိမိရဲ့ကေပေးထဲမှာလွှဲပြပါရှင်။ငွေလဲမှတ်တမ်းရဲ့နောက်ဆုံးအိမ်ဒီ6လုံးလေးကိုမှတ်သားထားပြပါရှင်။မတထားတဲ့အိမ်ဒီ6လုံးလေးကိုဒီနေရာလေးမှာဖြစ်စပြီးတော့ငွေသိမ်းမှုတင်သွင်းရနေရာလေးကိုနှိပ်ပြပါရှင်။ငွေလဲမှုများနေရာကိုပြန်ဝင်ပြပါရှင်။ approve လေးဖြစ်သွားပြီဆိုရင်ငွေဖြစ်သွင်းတာလေးအောင်မြင်သွားပါပြီရှင်။ငွေပေးဖြစ်ရင်ငွေဖြစ်သွင်းနည်းလမ်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ငွေသွင်းနေရာလေးကိုဝင်ပြပါရှင်။ငွေသွင်းနည်းလမ်းနေရာမှာဝေပေးလေးကိုရွေးချယ်ပြပါရှင်။ပေါ်လာတဲ့ဝေပေးဖို့နံပါတ်လေးကို copy ယူပြီးတော့မိမိရဲ့ဝေအကောင့်ထဲမှာလွှဲပေးပါရှင်။လောက်ဆောင်ချက် ID နောက်ဆုံး6လုံးလေးကိုမှတ်သားထားပြပါရှင်။မှတ်သားထားတဲ့ ID 6လုံးလေးကိုဒီနေရာလေးမှာဖြည့်ပြီးတော့ငွေသိမ်းမှုတင်သွင်းရနေရာလေးကိုနှိပ်ပြပါရှင်။ငွေလဲမှုများတဲ့ကိုပြန်ဝင်ပေးပါရှင်။အဆင့်အသီးသီးဆောင်ရွက်ပြီးပါကဝေပေးနဲ့ငွေပြည့်သွင်းတာလေးအောင်မြင်သွားပါပြီရှင်။